ဒီခါ ACCA လေ့လာနေတဲ့သူတယောက်အနေနဲ့ရော SCCI လေ့လာနေတဲ့သူတယောက်အနေနဲ့ရော accountant တယောက်အနေနဲ့ရောစရိတ်၄မျိုးအကြောင်းလေးရှင်းပြခြင်းပါတယ်တစ်ခုက capital expenditure operating expenditure revenue expenditure finance expenditure ဒီစရိတ်တွေကစင်တူတဲ့အချက်ကလေးတွေရှိတော့ရောထွေးတတ်တဲ့အတွက်စပြီးလေ့လာမဲ့ beginner တွေသိသွားဖို့မျက်စိမလဲစေဖို့အတွက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ ACCA exam တွေမှာတော့အထူးသဖြင့် financial accounting FA management accounting MA တွေမှာ expenditure တွေကိုခွဲခြားတတ်ဖို့ကတော့တကယ်ကိုအရေးကြီးတယ်အဲ့တော့ကိုယ်စရင်းသွင်းလိုက်တဲ့ accounting treatment တွေမှားသွားရင် profit လည်းမှားသွားနိုင်တယ်လို့ financial position မှာလည်းလွဲမှားသွားနိုင်တယ်အဲ့တော့နံပါတ်1အနေနဲ့ capital expenditure ဆိုတာက concept အရာပစ္စည်းကိုပြန်ရောင်းဖို့ဝယ်တာမျိုးမဟုတ်ဘဲနဲ့လုပ်ငန်းအတွက်အင်အားဖြည့်တင်းတာလို့မှတ်လို့ရတယ်အဲ့တော့လုပ်ငန်းရဲ့ earning capacity ကိုတိုးတက်လာစေတဲ့အသုံးစရိတ်တွေဖြစ်တယ်ဥပမာ air con တက်တာတို့ decoration လုပ်တာတို့မွေးမြူရေး channel မှာအထွက်နှုန်းတွေကောင်းလာဖို့လေသန့်ဆက်တွေတက်ဆင်တာအစရှိသဖြင့်ပေါ့အဲ့တော့အဓိက key point အနေနဲ့ကတော့စရင်းသွင်းရင် profit and loss မှာဓာတ်ရိုက်သွားလို့မရဘူး statement of financial position ကိုသွားရမယ် non current asset ဖြစ်စရင်းသွင်းရမယ်ဒါမဲ့လို့ဒီ non current asset နဲ့တပါးတည်းတွဲရပေါ်လာတာက depreciation လို့ခေါ်တယ်အဲ့တော့ land and building ကလွဲပြီးတော့ land ကလွဲပြီးတော့ကျန်တဲ့အရာတွေကတော့ depreciation တွက်ပေးရတယ်သူကလုပ်ငန်းတစ်ခုကိုnon current asset ကိုတစ်ခါတည်းအကုန်သုံးပြတာမဟုတ်တဲ့အတွက်သူ့ရဲ့သက်တမ်းရှိတဲ့လိုက်တစ်နှစ်ချင်းစီမှာ depreciation တန်ဖိုး short ဒါဖြတ်တောက်ပြီးတော့ profit or loss မှာ expand ဖြစ်သွားပြီမယ်အဲ့တော့ expand bill အနေနဲ့ capital expenditure ဆိုတာကစက်ရုံတည်ဆောက်တာကားဝယ်တာ software အသစ် development လုပ်တာတွေအကုန်ပါမယ်နောက် operating expenditure ကတော့အဆက်မပြတ်လုပ်ငန်းကိုလဲပတ်နေစေဖို့အတွက်လစဉ်နေ့စဉ်ပုံမှန်ပေးနေရတဲ့အသုံးစရိတ်တွေဖြစ်တယ်အဲ့တော့ဒီ key point အနေနဲ့ကတော့သူက profit or loss တွေကိုဓာတ်ရိုက်သွားမယ်သူ့ရဲ့လအလိုက်နှစ်အလိုက်ဒါတစ်နှစ်ချင်းကုံဆုံးသွားမယ်တစ်လချင်းကုံဆုံးသွားမယ်တကယ်၍ပို့ပေးတာတို့သုံးပြီးလို့နောက်မှပေးတာဆိုရင်တော့ adjustment accrue prepaid တွေလုပ်ရမှာဖြစ်တယ်ဥပမာ operating expenditure တွေက staff salary တွေ rent utilities electricity water maintenance ရှိပြီးသားစက်ကိုပြုပြင်တာတွေအားလုံးက operating expenditure လို့ခေါ်တယ်။ professional tip အနေနဲ့မှတ်သားရမှာကရှိပြီးသားစက်ကိုပြင်တဲ့ repair က operating expenditure ဒါပေမဲ့အဲ့ဒီစက်ရဲ့စွမ်းဆောင်ရည်ပိုကောင်းလာမယ်ဆိုရင်ကောင်းအောင် upgrade လုပ်လိုက်ရင်တော့ capital expenditure ဖြစ်သွားမယ်။ဒါဟုတ်ပဲဒီ ACCA exam တွေမှာခဏခဏလှည့်ပြီးတော့မေးတတ်တယ်ဒီမှာတော့အသေးစိတ်ကြည့်လို့ရအဲ့တော့ revenue expenditure ဆိုတာကရောင်းရမှာကုန်တဲ့ကုန်ကြစည်လို့အကြမ်းမြင်မှတ်ထားလို့ရသူက operating expenditure နဲ့ဆင်းတယ်ဒါပေမဲ့လို့ revenue expenditure ကကြတော့ cost of sale cost of goods နဲ့ပို့ပြီးတော့သက်ဆိုင်မှုရှိတယ်ဝင်ငွေရအောင်ပံ့ပိုးပေးရတဲ့စရိတ်မျိုးကို revenue expenditure လို့သုံးလို့လည်းရတယ် key point မှတ်ဖို့က gross profit တွေ့တဲ့နေရာမှာအဓိကအသုံးပြုပါတယ် trading business အယောင်းဝယ်လုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ပစ္စည်းဝယ်တဲ့ purchase က revenue expenditure သဘောပါပဲ example အနေနဲ့ sale commission တို့ delivery charges တို့ raw material ဝယ်တာတို့ဒါတွေကတော့ revenue expenditure လို့ခေါ်တယ်နောက်ဆုံးနံပါတ်4အနေနဲ့ finance expenditure ဘဏ္ဍာရေးနဲ့ဆိုင်တဲ့စရိတ်ကတော့ဒီလုပ်ငန်းတွေ funding လို့ခေါ်တဲ့ရင်းနှီးမြှုပ်နှံမှုငွေကြေးရှာဖွေစီမံတဲ့စရိတ်တွေဖြစ်တယ်လုပ်ငန်းလည်ပတ်ဖို့ချေးထားတဲ့အရင်းအနှီးတွေအတွက်ပေးရတဲ့အတိုးတွေအမြတ်ဝေစုတွေဖြစ်တယ် key point ကတော့သူက profit and loss ရဲ့အောက်ဆုံးနားမှာရှိတဲ့ finance cost အနေနဲ့တွေ့ရတတ်တယ် operating profit EBIT လို့ခေါ်တဲ့ earning before interest and tax တွက်ပြီးတော့မှ finance cost ကိုနှုတ်ရတယ်ဥပမာဘာတွေလဲဆိုတော့ bank interest ဘဏ်တိုးတွေ loan processing fee ချင်းငွေရအောင်ရှောက်ထားတဲ့နေရာမှာသုံးရတဲ့ကုန်ကျစရိတ်တွေ bank charges တွေကို finance cost ထဲမှာထည့်တယ်အဲ့တော့ exam အတွက် summary table လေးမှတ်ထားရင်တော့
ပို့ပြီးတော့အကျိုးရှိတယ် expenditure ၄မျိုးရှိတယ်ပေါ့1 2 3 4တစ်ကတော့ capital expenditure သူကတော့ financial position မှာ assets သူ့ရဲ့ရည်ရွယ်ချက်က future economic benefit ရဖို့ဖြစ်တယ်သူ့ရဲ့သဘောတဘာဝကတော့ non recurring ခဏခဏသူ့ကိုဝယ်တာမျိုးမရှိဘူး now operating expense ကကြတော့ profit or loss ကိုသွားတယ် administrative နဲ့အဓိကပတ်သက်တယ်သူကတော့သူ့ရဲ့ရည်ရွယ်ချက်ကတော့ business operating ကိုအမြဲတမ်းလဲပတ်နေဖို့ဖြစ်တယ်သူ့ရဲ့သဘောတဘာဝ nature က recurring ပုံမှန်ကုန်နေတဲ့ကုန်ကျစရိတ်ဖြစ်တယ် revenue expenditure က profit or loss ကိုသွားမယ် cost of sale နဲ့နှိစပ်တယ်သူကတော့ general direct revenue ဝင်ငွေရအောင်ရောင်းရငွေရအောင်ဓာတ်ရိုက်ပံ့ပိုးထားတဲ့အသုံးစရိတ်တွေဖြစ်တယ်သူကတော့ variable with sale သူ့ရဲ့ nature ကအယောင်းပေါ်မှာမူတည်ပြီးတော့ကုန်ကြတယ်နောက်ဆုံးတစ်ခုကတော့ finance cost profit or loss ကိုသွားတယ် finance cost သူကတော့ cost of borrowing လို့ခေါ်တဲ့ချီးထားတဲ့ loan တွေဟာလာရင်းနှီးငွေတွေပေါ်မှာပေးရတဲ့အတိုးအမြတ်ဝေစုတွေဖြစ်တယ်သူ့ရဲ့သဘောတဘာဝကတော့ capital management ဖြစ်တယ်အဲ့တော့အများအပြားမှားတတ်တဲ့ဟာလေးတွေပြောမယ်ဆိုရင်တော့ objective type question တွေမှာ capitalize ဆိုတဲ့စလုံးပါလာရင်ဒါ capital expenditure asset ထဲမှာဆင်းသွင်းရမယ်ဥပမာကားဝယ်တဲ့အခါမှာပေးရတဲ့ legal fees တွေ delivery charges တွေကကြတော့ကားရဲ့တန်ဖိုးမှာထည့်ပေါင်းရတဲ့အတွက် capital expenditure operating expenditure ကိုသွားပြီးတော့မထည့်ပါနဲ့အဲ့လေးခုရဲ့ကွာခြားချက်ကိုသေချာနားလည်သွားရင် accounting standard IAS system property plants and equipment လို့ခေါ်တဲ့ PPE လေ့လာတဲ့အခါမှာအထောက်အကူဖြစ်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်သင်တန်းတန်းခွဲသစ်ကလေးတွေလည်းဖွင့်ဖို့ရှိပါတယ် level 1 2 level 3 part 1ဒီလိုဖွင့်ထားတယ်တပတ်ကိုတစ်ရက်ပဲအားလို့ရုံးကျင်လို့အတန်းလေးရှိသလိုဟာလာနှစ်လပြည့်အနေနဲ့တပတ်ကို4ရက်တည်းရတာ level 3ဆိုရင်တော့5ရက်တည်းရတာ level 3ကတော့နှစ်ဘာသာရှိတဲ့အတွက်ကြောင့်သူက9ရက်တည်းရတဲ့အချိန်ပို့ပေးရတယ်part 1ကတော့တပတ်ကို1ရက် Sunday only ရှိသလိုတပတ်ကို3ရက်တည်းရတာမျိုးလည်းရှိပါတယ်သင်တန်းနဲ့ပတ်သက်လို့ထပ်ပြီးသိချင်တာတွေရှိရင်တော့သင်တန်းဖုန်း0951099922ကိုရုံးချိန်တွင်ဆက်မေးလို့ရပါတယ်လိပ်စာကတော့ကမာရွတ်မြို့နယ်လှဲရမ်းမှတ်တိုင်နားမှာရှိပါတယ်အင်းစိန်လမ်းမပေါ်မှာပါစုံထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးတိုးတက်အောင်မြင်ပါစေ